ကဲသတင်းကြတော့မယ်ဆိုတော့သူများကဆိုင်နေမှာ promotion တွေချနေပြီနေတို့မိုးခေတ်ဆိုင်က promotion မချသေးဘူးလားမချသေးဘူးလားဆိုပြီးတော့လာမင်းနေကြလို့ဒီနေ့ကျွန်တော်တို့မိုးခေတ်မှာ promotion ချပြီးတော့ရောင်းချပေးသွားမယ်ပစ္စည်းလေးတစ်မျိုးနဲ့မိတ်ဆက်ပေးကြတာဖြစ်ပါတယ်သူက quality လေးလုံးဝကောင်းပြီ design နဲ့လုံးဝဆန်းတယ်လုံးဝမိုက်တယ်စင်းလုံးတက်တာလေးနဲ့ရရှိမယ်မီးဘူးလေးနဲ့မိတ်ဆက်ပေးကြပါတယ်အဲ့လေဟောဒီကမီးဘူးလေးပဲဖြစ်ပါတယ်ခင်ဗျာသူကပေးရတဲ့ဈေးနဲ့လုံးဝတန်တယ်ပေးရတဲ့ဈေးရလည်းတော့2000နဲ့မှ9000ပဲရှိရ2000နဲ့ပေးရဘယ်လိုမျိုး design စနဲ့ quality ကောင်းလဲဆိုတော့ကျွန်တော်ပြရတယ်မှာကြည့်ဒီမှာပါနော်မကြည့်တွေ့လားအဝေးမီးဘူးတိုင်ရင်လည်းဒီမှာအမွှေးစီလေးထည့်ပြီးတော့ဒီလိုဖြန်းလို့ရတယ်ကျွန်တော်ပြပေးမယ်ဒီမှာပါဒီမှာဒီထမ်းမှာကိုထည့်ခြင်းနဲ့အမွှေးစီလေးထည့်မယ်ဒါကျွန်တော်စမ်းပြတာဆိုတော့ရေလေးထည့်ထားပါတော့ဒီမှာထည့်မယ်ပြီးရင်ဒီမှာဒီလိုမျိုးပိတ်လိုက်မယ်ပိတ်လိုက်ပြီးစင်းဒီမှာဒီလိုမျိုးဒီကနေပြီးအမွှေးစီလေးကဖြန်းလိုက်တိုက်လိုက်ဖြန်းလိုက်တိုင်းလိုက်ပေးရတဲ့ဈေးနဲ့လည်းလုံးဝတန်တယ်ဒီဇိုင်းနဲ့လုံးဝဆန်းတယ်သူကပေါ့နော်တော်တော်လေးကောင်းတယ်ဒီမှာပြီးရင်သူ့ရဲ့အားသာချက်တစ်ခုကကြတော့ဘာလဲဆိုတော့သူကပေါ့နော်မီးပူသွားပြီဆိုရင်အော်တိုမီးကအဖွင့်အပိတ်ခလုတ်ဖြစ်သွားတယ်အရန်ပူသွားမီးကပိတ်သွားတယ်ပေါ့နော်ပိတ်သွားတဲ့ခါကျတော့လက်ကလေးကနေဒီဘိန်းကလေးပြန်ကစားပေးရမှာပေါ့နော်ဒီလိုလေးပြန်ကစားပေးလိုက်တဲ့ခါကျမီးကပြန်လင်းမယ်ပြီးတအားပြန်ပူသွားတဲ့ခါကျရင်မီးကတော့အော်တိုပြန်ပိတ်တယ်သူကမီးအဖွင့်အပိတ်ရလဲအော်တို system ပါတာဆိုတော့လုံးဝမိုက်တယ်ဗျာတော်တော်လေးတန်တယ်ပေးရတဲ့ဈေးနဲ့လည်းလုံးဝတော်တော်လေးလည်းကောင်းတယ်လူကျင်တဲ့ဆိုရင်တော့ကျွန်တော်တို့ရမိုးခေဘာဖုန်းနံပါတ်ဖြစ်တဲ့39 439500 39 09 40 80 09 1ကြိုက်တဲ့ဖုန်းနံပါတ်ကိုဆက်သွယ်ပြီးမှာယူနိုင်ပါပြီခင်ဗျာ